Listenerlingo time Day 7 ကနေပြန်လဲကြိုဆိုပါရရှင်ဒီနေ့ကတော့ပြီးတွဲတွေအကြောင်းကိုပြောပြခြင်းနဲ့ဒီပြီးတွဲတွေကလည်းအသက်မပါပဲနဲ့တရနဲ့ဒီပဲလဲထွက်လို့ရတယ်ဒါကြောင့်မလို့တရတင်တဲ့အခါမှာဒီပြီးတွဲတွေလည်းတည်ထားဖို့လိုသေးတယ်ပေါ့နော် Consonant clusters တွေကိုထိုင်းစာမှာဆိုရင် acroquam လို့ခေါ်တယ်ဒီကအားဖြင့်ဆိုရင်တော့ဘီနှစ်ခုကိုပေါင်းပြီးတော့တစ်ခုတည်းအတန်ထွက်တာပေါ့နော်သတိထားဖို့လိုတယ်နော်ဘီနဲ့တရတုံးကတွဲပြီးမှထွက်တာဟုတ်တယ်အခုဘီနှလုံးကြတော့ပေါင်းလိုက်တာဟုတ်တယ် acroquam မှာ true cluster ဆိုတဲ့ဘီစစ်တွေနဲ့ false cluster ဆိုပြီးဘီတူဆိုနှစ်မျိုးခွဲထားတာရှိတယ်ပေါ့နော်အဲ့တော့ဘီစစ်တွေကဘီနှလုံးပေါင်းပြီးမှအတန်တွဲပြီးမှထွက်တာဒီနှလုံးပေါင်းပြီးမှအတန်တွဲထွက်တာနော်အဲ့ဒါတွေကဘာမှစာမှာဆိုလို့ရှိရင်ပြည့်ရဆွဲထိုးဆိုတဲ့ရပင်ရရစ်ဝတ်ဆွဲတို့နဲ့တူတယ်ပေါ့နော်အဓိကအားဖြင့်ဆိုလို့ရှိရင်တော့ raw ပြီးရယ် law ပြီးရယ်ဝေါ်ပြီးတို့နဲ့တွဲတာဖြစ်ပါတယ်ဒီအတန်တွေကိုထွက်တဲ့အခါမှာလေဒီနှလုံးရေးထားတာတွေ့လို့အဲ့ဒီနှလုံးရဲ့အတန်ကိုတီးတန့်စီခွဲဆိုရမှာမဟုတ်ပဲနဲ့အဲ့နှလုံးလုံးကိုတွဲပြီးမှအတန်နဲ့စိတ်ထဲမှာမှတ်ပြီးတခါတည်းတွဲဆိုရမှာဖြစ်တယ်အခုနမူနာပြထားတဲ့ကောပြီးနဲ့ရောပြီးနဲ့နှစ်ခုကပ်ရေးထားတယ်နော်အဲ့ဒါဆိုရင်မဲတော့ကောရယ်ရောရယ်လို့ကောရောဒီလိုဆိုခြင်းစရာကြီးပေါ့သို့တော့အဲ့လိုမဆိုဘူးပေါ့နော်တို့ဗမာတွေမှာဆိုလို့ရှိရင်လေကကြီးရာရစ်ကြကကြီးရာရစ်ကိုမြင်တာနဲ့ကြဒီလိုဖတ်တယ်လို့ပဲကောနဲ့ရောဘီလေးနဲ့တွဲထားတာမြင်တာနဲ့ gra ဒီလိုဖတ်လိုက်ရုံပဲခေါ်ပြီးနဲ့တွဲဖတ်ကြည့်ရအောင် gra နောက်လောဘီလေးနဲ့တွဲကြည့်ရအောင်နော်ကောပြီးနဲ့လောဘီလေးနဲ့ကပ်ပြီးရေးထားတယ်အဲ့ဒါကိုတွေ့တယ်ဆိုတာနဲ့ pla ဟောပေါ်ဘီလေးနဲ့လောဘီလေးနဲ့ကပ်ပြီးတွဲထားတာတွေ့တာနဲ့ pla နောက်ပြီးဝေါ်ပြီးနဲ့တွဲမယ်နော်ဝေါ်ပြီးလေးနဲ့တွဲမယ်ကောပြီးနဲ့ဝေါ်ပြီးလေးနဲ့ကပ်ပြီးရေးထားတော့ကိုကခေါ်ပြီးနဲ့ဝေါ်ပြီးနဲ့တွဲထားတော့ခွဗမာကရပ်ပင်တို့ရဲ့တို့ဝဆွဲတို့အတန်တို့နဲ့ဆင်တယ်လို့ပဲပြောတာနော်အဲ့ဒီလိုအတန်ပြည့်စစ်ကြီးသွားထွက်လို့မရဘူးတော့ကြခွာကိုသွားထွက်လိုက်လို့ခွဖြစ်သွားအောင်မယ်အဲ့လိုဆိုအစင်မပြေပါဘူးပေါ့နော် True cluster 3မျိုးပြီးသွားတော့ false cluster တွေတတိပြုဖို့လိုတယ်သူကကြတော့ဘီနှလုံးတော့တွဲနေတယ်တွဲပြီးတော့အတန်တက်တန်နဲ့ပြောင်းထွက်သွားတယ်ပေါ့နော်ဘယ်လိုပြောင်းသွားလဲဆိုမူရင်းအတန်မျိုးမဟုတ်တော့ဘဲနဲ့နောက်ထပ်အတန်အစ်စ်ကိုပြောင်းသွားတာဖြစ်တယ်အဲတော့ဘီတုကရေးတော့လဲနှလုံးပေါ့နော်ဖတ်တော့တက်တန်နဲ့အဲ့လိုမှတ်ထားမယ်ပေါ့နော်အတန်ပြောင်းသွားတာရောပြီးကပ်ရင်ပြောင်းသွားတာတွေတွေ့ရတယ်ပထမပြောင်းသွားပုံပြောင်းသွားနည်းကထောပြီးနဲ့ရောပြီးနဲ့ကတ်လိုက်တဲ့အခါမှာပုံမှန်စောနာလိုမျိုးဆိုမယ်ဆိုထရလိုဆိုခြင်းစရာပေါ့နော်မဟုတ်ဘူးတကြီးနဲ့စလိန်ရဲ့ကြားကအတန်မျိုးလေးထွက်စနောက်တခါဒီရောနဲ့ပဲရောပြီးလေးပဲတွဲထားတယ်သို့တော့အဲ့ဒီရောပြီးလေးတွဲထားတဲ့အခါကျရင်သူကလေအဲ့ရောပြီးလေးကိုဖျောက်လိုက်ပြီးတော့လုံးဝသူ့ရှိရပြီးအတန်ကိုပဲထွက်ပေးရတယ်ဥမာကြောနဲ့တွဲတဲ့အခါမှာကြောရယ်ရောရယ်တွဲထားတယ်ကြောပြီးကိုပဲဖတ်မယ်စောနဲ့ရောနဲ့တွဲထားတယ်စောပြီးကိုပဲဖတ်မယ်ဥပမာလေးပြောကြည့်မယ် true cluster နဲ့စမယ်နော်ကိုနဲ့ရောနဲ့တွဲထားတယ်ကိုရောမြင်တော့လဲပဲပေါ့နော်ကိုရောလို့မဖတ်ဘူးနော်တစ်လုံးနဲ့ပဲဖတ်မယ် gra လို့ဖတ်မယ် gra နဲ့အာတရနဲ့တွဲမယ် gra အဲ့ဒါကိုဘောပြီးနဲ့တက်လိုက်မယ်ဘောပြီးနဲ့တက်လိုက်လို့ရှိရင် तू ကပါဇက်ကို gra လို့ဆိုနေရကနေပါဇက်ကိုပိတ်ချလိုက်ပါနော်ဒီမြန်မာစာမှာအသက်ရှိလို့မလို့ဒါတော့ငါအသက်ပဲဘာကုန်းတက်လို့မျိုးဘာတက်ပတက်တို့အသက်တန်ကိုထွက်အောင်လုပ်မယ်လို့လုပ်ရမှာမဟုတ်ပဲနဲ့အဒီပါဇက်ကိုပိတ်ချလိုက်မှဖြစ်တယ်ပါဇက်ကိုစီကလေးနှကန်းလေးကိုပိလေးပိတ်ချလိုက်တာနဲ့ तू ကအလိုလိုကိုပဲအဲ့လိုပါဆောက်အသက်အတန်မျိုးထွက်သွားတယ်ပေါ့နော်ဒါကြောင့်မလို့အတင်းအကျပ်ပါဆောက်တတ်တာမျိုးမဟုတ်ပဲနဲ့ပါဇက်ကိုပိတ်လိုက်ရုံပဲ gra
กราโบเนี่ยไปไหมเนาะแต่จะไปชาลายไหมเนาะกราบဘมา up လောက်လိုက်တာเนาะ grab ဆိုတော့ရှစ်ကိုတယ်ခရာဥခရုခရာခရုကြမ်းတမ်းတော့ခရာcry ပဲတူလေဒီမှာပါတဲ့တရဆိုတာလေးကလေတရိခံရေးတဲ့တရလိုမျိုးလေးဖတ်ကြတာเนาะတရနဲ့အဲ့ဒီနောက်ကနေပြီးမှငေါငုံနဲ့တက်မယ်ငေါငုံနဲ့တက်လို့ရှိရင်အတန်ကိုနှာခေါင်းထဲကနေအတန်ထုတ်ကြတယ်ဆိုတဲ့အတန်မျိုးထွက်တယ်ပေါ့နော်အဲ့တော့တရကိုငေါငုံနဲ့တက်လိုက်တယ်ဒါမဲ့ဒီနေရာမှာတတိထားဖို့ကဥတရအကြောင်းဟုတ်တယ်ပေါ့နော်ဥတရလေးကနောက်မှာအသက်ပါလာရင်အဲ့ဒီဥတရလေးကိုမြုပ်ပြီးရေးရတာအခုဒီနေရာမှာပေါ့နော်တရကိုဥနဲ့တက်လိုက်တော့တရို့လို့ဖြစ်သွားပြီးတော့မှငေါငူတက်လိုက်တော့ငါငင်တန်လေးကနှာခေါင်းထဲကနေထွက်မှာနော်အဲ့ဒါကြောင့်မလို့ဒရုံအဲ့ဒါကတော့လမ်းညွန်တဲ့အခါမှာသုံးတဲ့တဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ဖျားတို့ယဟန်တို့အတွက်သုံးတာလေးလေဖရကလာကလိုက်မိုက်တူကလိုက်နီးသည်ผลไม้ทิติเพลงตะชินกว้างเจดอขวาหยาแปะความรักอชิตแอปสองคอมเมเท first cluster ကြောင်းသွားရအောင်เนาะဒီတစ်ခါကျတော့အတန်တွေက change သွားတယ်ပေါ့เนาะဆိုင်တဲ့စပ်တိတိ silent ဖြစ်သွားတဲ့ raw ပြီးလေးကိုပြောမယ်เนาะဂျင်းမှန်တကယ်ပေါ့နော်စန်တိဆောက်သည်စုံနမ်ရေတပ်ပဲ့သည်စောက်ဝန်းနေတော့အဲ့တော့အခုဘီတွဲလေးတွေမှာဘီစစ်လည်းရှိတယ်ဘီ2လည်းရှိတယ်ဆိုတာကိုသိသွားပြီပေါ့နော်နောက်တစ်ပိုင်းကြာလို့ရှိရင်ထပ်ပြီးထူးခြားတာလေးတွေတင်ဆက်ချင်ပါသေးတယ်ရှင်ဆုံးထိကြည့်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ရှင် Day 8မှာပြန်ဆောင်မယ်နော်